စ်သူနဲ့သူလေးကိုကြံစီလို့တော့တဲ့နာကမှာဒါလည်းနဲ့ပါလီချစ်ကိုကြောင့်မလို့ချစ်တယ်ဒီမျိုးကိုချိုးပြီးတော့ခေါ်တော့ပဲအန်ဒီလူကိုချစ်ကိုမတကယ်ပြန်ပြီးပြောချင်လဲပြောကြတော့ငါချစ်တာမှန်ဒီနေကြဖို့ငါကောက်ကိုဆန်နေဆိုတာဒါရင်းပြီးခေါင်းထားတဲ့ဂျယ်စီလေးလေးနဲ့မင်းအိတ်ရှိတဲ့စီဆောင်ရောင်းလို့မှန်ပြီးလာရတာမှန်ဒီနေရတော့ငါချစ်ကိုဖန်စီပေါ်လာခြင်းလေးပြီးဒုက္ခမသေးဘူးနေပြီးမဟာဘဝရဲ့နေပြီးဖြစ်ဖို့မသေးဘူးပြောဖို့ပေးနေပြီးဒီမှာ crazy နေချစ်ကိုသေးပြီးတော့ကိုယ်ပဲကနေလာတော့မင်းကတော့ချေသည်Thank you.